ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာလေးကတော့လူကထောင်ထဲမှာနေရပေမဲ့ပရိသတ်တွေအတွက်အလွမ်းပြေအောင်လုပ်ပေးမယ်ပိုပိုရဲ့အစီအစဉ်လေးတစ်ခုကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အသံပါဝါကောင်းကောင်းလေးနဲ့မိန်းကလေးတွေရဲ့ခန်းစားချက်နဲ့တိုက်ဆိုင်တဲ့သချင်းများစွာကိုရေးဆက်သီဆိုလေးရှိသူအဆိုတော်ပိုပိုကတော့ဂီတလောကမှာနာမည်တစ်လုံးရထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်မိမမဆန်မဲ့ယောက်ျားလေးလိုနေတတ်တဲ့ပိုပိုရဲ့ပုံစံလေးကလည်းပရိသတ်တွေအတွက်တမှုထူးခြားလွန်းတာကြောင့်ပုံမချစ်ခင်ကြတာလည်းတွေ့ရပါတယ်။ပိုပိုရဲ့ထွက်သမျှသချင်းတိုင်းကလည်းနာမည်ကြီးကျော်ကြားခဲ့ပြီးပရိသတ်တွေစောင့်ကြည့်အားပေးရတဲ့အဆိုတော်တဦးအဖြစ်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပိုပိုကတော့မြန်မာနိုင်ငံဆီအာဏာသိမ်းမှုကာလမှာပြည်သူတွေအားလုံးနဲ့တသားတည်းရပ်တည်ခဲ့ပြီးဆီအာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့တာကြောင့်စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရကောင်ထောင်ထဲကျခံနေရတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ2 ရက်နေ့ကတော့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အနုပညာရှင်တော်များများပြန်လည်လွတ်မြောက်လာခဲ့ပေမယ့်အဆိုတော်ပိုပိုနဲ့တရုတ်ဆောင်ရဲတိုက်အပါအဝင်ဝင်းမင်းတန်းတို့ဟာလည်းလွတ်မြောက်လာခြင်းမရှိပဲယခုအချိန်ထိချုံနှောင်ခံထားရတာဖြစ်ပါတယ်။အခုချိန်ထိလွတ်မြောက်လာခြင်းမရှိပဲချုံနှောင်ခံထားရတဲ့ပိုပိုဟာပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီးပရိသတ်တွေအားလုံးကလည်းပိုပိုကိုလွတ်စေချင်ကြတာကြောင့်ဝိုင်းဝန်းဆူတောင်းပေးနေကြတာလည်းတွေ့ရပါတယ်။အခုတခါမှဆိုရင်လေပရိသတ်တွေနဲ့ဝေးကွာနေခဲ့ရတဲ့ပိုပိုရဲ့ admin တွေကအားလုံးတိုင်ပင်ပြီးလာမယ့်ပိုပိုရဲ့မွေးနေ့မှာပရိသတ်တွေအတွက်တချင်းလေးတစ်ပုဒ်လက်ဆောင်ပေးဖို့ကိုစီစဉ်နေကြတာဖြစ်ပါတယ်။မပိုပိုမလွတ်သေးပေမဲ့လေမပိုပိုရဲ့မွေးနေ့မှာအမှတ်တရလေးဖြစ်အောင်အပြင်က admin တို့တွေအားလုံးတိုင်ပင်ပြီးမပိုပိုလှုပ်ထားတာကြာပြီဖြစ်တဲ့တချင်းလေးကိုပရိသတ်တွေလည်းအလွမ်းပြေသွားအောင်မပိုပိုရဲ့မွေးနေ့မှာပရိသတ်တွေအတွက်လက်ဆောင်လေးပေးချင်ပါတယ်။15 ရက်နေ့မှာ YouTube မှာအရင်တင်မှာဖြစ်ပြီး16 ရက်နေ့မွေးနေ့လေးမှာတော့ Facebook မှာတင်မှာဖြစ်ပါတယ်။အရင်ဆုံးနားထောင်ခြင်းတဲ့ပရိသတ်တွေကတော့မပိုပိုရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးပါဆိုပြီးသတင်းကောင်းလေးပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ပိုပိုကိုချစ်တဲ့ပရိသတ်တွေလည်းအလွမ်းပြေလေးဖြစ်အောင်ပိုပိုရဲ့တခြင်းလေးကိုအတူတကွနားဆင်နိုင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ကျမတို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားပေးကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အခုလိုမြန်မာအနုပညာရှင်တွေရဲ့နေ့စဉ်သတင်းကြောင်းရာတွေကိုသိရှိကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပြီးဘေးကခေါင်းလောင်းပုံလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။